ဒီမှာခန်းနှစ်ထက်ညောနဲ့ထက်ကိန်းရေးများခန်းနှစ်ကထက်ညောနဲ့ခန်းကိန်းများကိန်းစစ်များဤကိန်းပြည့်ထက်ညောများနော် b power n ဆိုတာ b ကိုအများကြီးမြောက်ထားတဲ့ဟာဆိုရင် b power 3ဆို b ကို3ခါမြောက်တယ်လို့ရှိရင်ဒီပုံစံ n ဆိုတာ 1 ဖြစ်တဲ့အခါမှာ b power 1ဒီ b ကိုကိုစားပြုတယ် square root of 3 power 1 square root of 3 power 1ဒီ square root of 3 the whole power 1ဒီ square root of 3ကိုကိုစားပြုမယ် minus root 5 the whole power 1ဒီ minus root 5ကိုကိုစားပြုမယ်ဒါလည်းဒီလိုပဲเนาะဒီ power ဒီလောက်ဖြစ်မယ်နောက်ထူးသဖြင့်ဒီဟာပြောခြင်းတယ်ဥပမာဘယ်ကိန်းကိုဖြစ်0ထပ်တင်ရင်1ပဲဘယ်ကိန်းကိုဖြစ် minus root 2 the whole power 0ဒီ1 the power 0ဒီလည်း1အဲ့လိုမျိုးပေါ့နော်ဘယ်ကိန်းကိုမဆို0ထပ်တင်ရင်1ပြီးလို့ရှိရင်ဒီပုံတင်နည်းလေးပေါ့နော် b power 0 is equal to 1ဒီလိုပုံစံb power minus r is equal to 1 by b power r နောက်သူကို minus ထပ်တင်1 by ခန့်လိုက်ရင်အဲဆိုလို့ရှိရင်သူ့ရဲ့ power ဒီ plus ဖြစ်သွားတယ် minus ထပ်တင်တယ်ပြောင်းပြန်လှပြီးလို့ရှိရင်သူ့ရဲ့ power ဒီ plus ဖြစ်သွားတယ်ပေါ့နော်ဒါကိုတစ်ချက်ပြောကြည့်အောင်လေ့ကျင့်ခန်း2.1အောက်ပါတို့ကို irrational ကိန်းရဲ့ထက်ညွှန်းပုံစံပြောင်းမယ်ထက်ညွှန်းပုံစံပြောင်း2ဒီ root 2နှစ်ခါသူ့မှာ2ခါဆို root 2နှစ်ခါဆိုဒီမှာ3ခါရှိတယ်ဆိုသူ့ရဲ့အဖြေဒီ root 2 the whole power 5နောက်တစ်ခုနောက်ခါခွေ root 3သူကထက်ညွှန်းပုံစံကိုပဲပြောင်းခိုင်းတယ်နော် rational ကိန်းဤထက်ညွှန်းပုံစံသူပြောင်းရေးပါလို့ထက်ညွှန်းပုံစံပဲသူပြောင်းရေးခိုင်းတယ်နော်တန်ဖိုးဝင်မတွက်ခိုင်းဘူးလို့ရှိရင်1 by root 5 the whole power 3ဒါတမှတ်တာနေပဲနော်အဲ့လို့ရှိရင် root a the whole power 5ဒီလိုလေးဒီမှာအောက်ဘက်တို့ရဲ့တန်ဖိုးကိုရှာပါနံပါတ်2နော်9 power 9 x power 3 the whole power 0 plus 9 x power 3 the whole power 0ဒီပု္ပ္ပစာမှာဆိုလို့ရှိရင်ပု္ပ္ပစာကျန်ဆိုလို့ရှိရင်သူက power 0ထပ်တင်တယ်ဆိုဒီတစ်ခုလုံးဒီ1ဖြစ်သွားပြီ plus ဒီတစ်ခုလုံးကဒီ9ကသူနဲ့မြောက်တာလေသူနဲ့မြောက်တော့ဒီတစ်ခုလုံးဒီ1ဖြစ်သွားပြီဒီတစ်ခုလုံးဒီ1ပေါ့ဒီတစ်ခုလုံးဒီ1 9နဲ့1နဲ့မြောက်ရင် plus 9သူဒီပါရဆို10ရမှာဖြစ်ပါတယ်10 now နောက်တစ်ပုတ် minus root 2 the whole power 0 minus root 2 the whole power 0ဘယ်ကိန်းကိုမဆို0ထပ်တင်ရင်1ပဲဘယ်ကိန်းကိုမဆို0ထပ်တင်ရင်1 minus သူဒီလဲ1ပဲသူဒီလဲ1သူဒီလဲ1ပဲလို့ရှိရင်1 minus 1ဒီ0ဒါဒီ0ရမယ်โอเคနောက်တစ်ပုတ် root 2 the whole power minus 4 root 2 or root 3 sorry root 3 the whole power minus 4အဲ့ရှိရင်သူ့ကိုဆိုလို့ရှိရင်ပြောင်းပြန်လှန်လိုက်နော်ပြောင်းပြန်လှန်လိုက်မယ်သူ့ရဲ့ power ဒီ plus ဖြစ်သွားမှာပေါ့ဒီလိုလေးပေါ့သူ့ရဲ့ power ဒီ plus ဖြစ်သွားတယ်ဆိုလို့ရှိရင်ဒီလိုလေးဖြစ်သွားမယ်1 by root 3နှစ်ထပ် root 3နှစ်ထပ်အဲ့ဒါလို့ရှိရင် root 3နဲ့ထပ်ဒီ3ကိုကိုစားပြုတယ်3 into 3လို့ရှိရင်သူ့ရဲ့အဖြစ်ဒီ1 by 9ပေါ့1 by 9ရမှာဖြစ်ပါတယ်ကဲနောက်တစ်ပုဒ်ကြည့်အောင်ဒီမှာ root 3 by 2 the whole power 3ဒီလိုပုံစံလေးဆိုဒီလိုမျိုးဖြစ်သွားဒီမှာ root 3 by 2 the whole power 3ဒီ3ကိုသူ့ကိုတစ်ခုစီမြောက်ထည့်မယ် root 3 the whole power 3 2 power 3 2 power 3ရဲ့တန်ဖိုးဒီအဲ့သူကကြတော့3နဲ့ထပ်ဆို root 3နဲ့ထပ်ဆို3ကိုကိုစားပြုတယ်ဆိုတော့3 root 3ရမှာဖြစ်ပါတယ်သူရဲ့အဖြစ်နော်လို့ရှိရင်ဒီမှာက10ရမယ်ဒီမှာကကြတော့0ရမယ်ဒီမှာကကြတော့
1/9 ရမယ်ဒီမှာကကျတော့3 √3 by 8